American football အသင်း Buffalo Bay ဟာ၎င်းတို့အသင်းရဲ့ကစားသမား Josh Allen ကိုစံချိန်တင် American dollar တန်း330နဲ့တက်တန်းတိုးရန်သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။ Josh Allen ကိုတက်တန်းတိုးမှုဟာ NFL သမိုင်းမှာလစာအများဆုံးကစားသမားတက်တန်းတိုးမှုတွေကတစ်ခုဖြစ်လာခဲ့ပြီးကစားသမားအတွက်လည်းအပေါင်းလက္ခဏာဆောင်ခဲ့ကြောင်းသိရပါတယ်။ NFL ရဲ့တန်ဖိုးရှိဆုံးကစားသမားဖြစ်တဲ့ Allen ဟာ2030ခုနှစ်အထိတက်တန်းတိုးခဲ့တာဖြစ်ပြီးတော့6နှစ်စာချုပ်မှာပါဝင်တဲ့စီးမြင်အရာအာမခံချက်ဒေါ်လာတန်း250ထိရရှိမှာဖြစ်ကြောင်းလည်းသိရပါတယ်။2020ခုနှစ်မှာ Kansas City Chiefs အသင်းက Patrick Mahomes ကို American dollar တန်း450နဲ့10နှစ်စာချုပ်ချုပ်ဆိုခဲ့မှုနဲ့ Dallas Cowboys အသင်းကကစားသမားကိုပေးချေရမယ့် American dollar 230တန်းကို Allen ရဲ့အာမခံကြေး American dollar တန်း250ကကျော်ဖြတ်နိုင်ခဲ့ကြောင်းလည်းသိရပါတယ်။အသက်28နှစ်အရွယ်ရှိပြီဖြစ်တဲ့ Allen ဟာ၎င်းရဲ့စာချုပ်သစ်အရတရားဒီကိုပြန်မြဒေါ်လာ55သန်းရရှိမှာဖြစ်ပါတယ်။ Allen ဟာပြီးခဲ့တဲ့ရာသီကစုစုပေါင်း touchdown 42ကြိမ်ပေးပို့မှု28ကြိမ်12ကြိမ်ဖြတ်ကျော်မှုနဲ့ဘောလုံးလက်ခံရရှိမှု2ကြိမ်ရှိခဲ့တာဖြစ်ပါတယ်။ Buffalo Bay ဟာ2024ခုနှစ်မှာ12ပွဲမှာရမှတ်30နဲ့အထက်ရရှိအောင်စွမ်းဆောင်ထားတဲ့ NFL သမိုင်းမှာဒုတိယမြောက်အသင်းအဖြစ်မှတ်တမ်းဝင်ထားတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်ခင်ဗျာYo creo que llegamos en las mejores condiciones al partido de Liverpool. Champions League 16တင်းအဆင့်မှာလီဗာပူးအသင်းကိုရှုံးထားပေမဲ့ဒုတိယအကြော့မှာအကောင်းဆုံးကြိုးစားသွားမှာဖြစ်ပြီးနောက်တစ်ဆင့်အတွက်လီဗာပူးအသင်းနဲ့အတူဇာတူအခွင့်အရေးရနေသေးတယ်လို့ PSG အသင်းနီးပြ Luis Enrique ကပြောဆိုလိုက်ပါတယ်။လီဗာပူးအသင်းဟာအမြဲတမ်းခက်ခဲတဲ့အသင်းဆိုပေမဲ့ပထမအကြော့မှာရှုံးလိုက်တာကကျွန်တော်တို့အရှုံးပေးစရာအကြောင်းမရှိပါဘူး။ဒုတိယအကြော့ပွဲစဉ်ကပို့ပြီးတော့ပြင်းထန်မှာပါ။အဲ့ဒီအတွက်လည်းအသင်းသားတွေအားလုံးပြင်ဆင်ထားပြီးဖြစ်ပါတယ်။နောက်တစ်ဆင့်အတွက်ကနှစ်သင်းစလုံးမှာဇာတူအခွင့်အရေးရှိနေတာပါလို့ PSG အသင်းနီးပြ Luis Enrique ကပြောဆိုလိုက်တာပါ။ PSG အသင်းဟာ Champions League 16တင်းအဆင့်ပထမအကြော့တွေ့ဆုံမှုမှာလီဗာပူးအသင်းကိုအိမ်ကွင်းမှာအသာစီးနဲ့ကစားခဲ့ပေမဲ့တကူးကိုမရှိနဲ့ရှုံးခဲ့တာကြောင့်ဒုတိယအကြော့လီဗာပူးအသင်းရဲ့အိမ်ကွင်းမှာခက်ခဲမဲ့အခြေအနေဖြစ်ပါတယ်။ Champions League မှာအောင်မြင်မှုနဲ့ဝေးကွာနေတဲ့ PSG အသင်းအနေနဲ့ဒီနေ့မှာရောလီဗာပူးအသင်းကိုကြော်ဖြတ်ပြီးကွာတာဖိုင်နယ်ကိုတက်ရောက်သွားနိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။သူတို့နှစ်သင်းရဲ့ဒုတိယအကြော့တွေ့ဆုံမှုကိုတော့လာမယ့်မတ်လ12ရက်နေ့မှာဆက်လက်ရှင်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်ခင်ဗျာ။ Manchester United အသင်းနဲ့ Arsenal အသင်းတို့ရဲ့ပွဲစဉ်မတိုင်မီအသင်းရဲ့ share 30%နီးပါးကိုပိုင်ဆိုင်ထားတဲ့ Sir Jim Ratcliffe ကို United ပရိသတ်ထောင်ပေါင်းများစွာဟာကြီးမားတဲ့ကန့်ကွက်မှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဒီလိုကြီးမားတဲ့စန့်ကျင်ကန့်ကွက်မှုဟာဒုတိယအကြိမ်မြောက်ဖြစ်ပြီးတော့ပြီးခဲ့တဲ့2022ခုနှစ်ဩဂုတ်လတုန်းကလီဗာပူးအသင်းနဲ့ပွဲစဉ်မတိုင်ခင်မှာဂလီဇာမိသားစုကိုပထမဆုံးအကြိမ်စန့်ကျင်ကန့်ကွက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အသင်းကိုပိုင်ဆိုင်ထားတဲ့ Joel Glazer နဲ့ Jim Ratcliffe တို့ကိုကြီးညွှန်းပြီးပရိသတ်များဟာရိုင်းဆိုင်တဲ့တခြင်းများကိုသိဆိုခဲ့ပြီးမိကြီးအမြောက်များကိုကင်ဆောင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့လကစာဂျင်ရက်လက်ဟာဝန်ထမ်းပေါင်း200ကျော်ကိုထုတ်ပယ်ခဲ့ပြီးအသင်းရဲ့အောင်မြင်မှုနှဲပါမှုကြောင့်ဗန်နာရေးကိုရှော့ချခဲ့တာဖြစ်ပါတယ်။ရာသီဝက်မှာအသင်းရဲ့ကွင်းဝင်ကြီးကိုတိုးမြင့်ခဲ့မှုမှာလည်းပရိသတ်တွေရဲ့ကန့်ကွက်မှုကိုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။စန့်ကျင်ကန့်ကွက်သူများဟာမိမိတို့ရဲ့ကလပ်အသင်းကိုပြန်လိုချင်ကြောင်းနဲ့ဂလေးဇာဟာပေါင်1ဘီလီယံခိုးယူခဲ့ကြောင်းစာတမ်းများကိုထုတ်ဖော်ပြသခဲ့ပါတယ်။စန့်ကျင်ကန့်ကွက်မှုကိုစီစဉ်တဲ့ United အမေရိကန်ပရိသတ်အဖွဲ့အစည်းဖြစ်တဲ့1958အဖွဲ့က Chris Haymas က Ratcliffe နဲ့ Glazer မိသားစုရဲ့ပေါင်းစပ်မှုဟာအသင်းအတွက်အစွန်းထင်းဖြစ်နေကြောင်းပြောကြားခဲ့ပါတယ်။စာဂျင် Ratcliffe ဟာခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရမှာဖြစ်ပေမဲ့သူကလက်ရှိအချိန်မှာ Glazer မိသားစုအတွက်ကာဘာတစ်ခုဖြစ်နေကြောင်းဒါဟာတကယ်ပြဿနာတစ်ခုဖြစ်နေတယ်လို့ထင်ရကြောင်းဒီစန့်ကျင်ကန့်ကွက်မှုကဘောလုံးနဲ့ဘာမှမဆိုင်ပါဘူး Glazer ရဲ့ဝယ်ယူမှုကလွန်ခဲ့တဲ့နှစ်20ကအသင်းကိုကြောကိုင်းခဲ့ပြီဖြစ်ကြောင်းအဓိကဖြေရှင်းချက်ကတော့ Glazer ထွက်သွားဖို့ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ခင်ဗျာနာမည်ကျော်ဘရာဇီးတက်စစ်ကစားသမားနေမာဟာလာမယ့်2025-2016ရာသီမှာဥရောပမှာပြန်လည်ကစားဖို့စီစဉ်နေပြီးသူ့ရဲ့အေဂျင့်ဖြစ်သူဇာဟာဗီဟာဘာစီလိုနာဘန်မြူနစ်အပါအဝင်ဥရောပထိပ်တန်းအသင်းတွေနဲ့ချိတ်ဆက်နေတယ်လို့သိရပါတယ်။အသက်33နှစ်အရွယ်နေမာဟာဇန်နဝါရီလမှာဆော်ဒီကလပ်အဟီလာအသင်းနဲ့နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းပြီးတဲ့နောက်လက်ရှိမှာသူ့ရဲ့ professional ကစားသမားဘဝစတင်ရာဘရာဇီးကလပ်ဆန်တိုအသင်းမှာ6လစာချုပ်နဲ့ကစားနေသူဖြစ်ပါတယ်။နေမာဟာဆန်တိုအသင်းမှာခြေစွမ်းပြကစားနေတာကြောင့်ဘရာဇီးလက်ရွေးစင်အသင်းမှာပြန်လည်ရွေးချယ်ခံထားရပါတယ်။နေမာဟာလာမယ့်ရာသီမှာဥရောပမှာပြန်လည်ကစားဖို့ဆန္ဒရှိနေပြီးအခုခါသူ့ရဲ့အေဂျင့်ဖြစ်သူဇာဟာဗီဟာအသင်းဟောင်းဘာစီလိုနာဘန်မြူနစ်အပါအဝင်ဥရောပထိပ်တန်းအသင်းတွေနဲ့ချိတ်ဆက်နေတယ်လို့သိရပါတယ်။ဘာစီလိုနာအသင်းတွေနဲ့နေမာကိုခေါ်ဖို့စိတ်ဝင်စားမှုနည်းပါးနေပေမဲ့လည်းဘန်မြူနစ်အသင်းကတော့ခေါ်ဖို့စိတ်ပါဝင်စားနေတယ်လို့သိရပါတယ်။နေမာရဲ့အေဂျင့်ဖြစ်သူဇာဟာဗီဟာပရီးမီးယားလိဂ်ကလပ်တွေနဲ့ပါချိတ်ဆက်နေပြီမလဲ
ကစားသမားအနေနဲ့အင်္ဂလန်ကိုပြောင်းရွှေ့ကစားဖို့စိတ်ပါဝင်စားမှုနည်းပါးနေတယ်လို့သိရပါတယ်။နေမာအနေနဲ့ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ဖို့ဆန္ဒရှိနေပြီးလာသာရှော့ဦးမယ်လို့ပါကန့်လန့်ထားကြောင်းသိရပါတယ်။စန်တိုအသင်းကလည်းနေမာကိုလက်လွတ်လိုခြင်းမရှိဘဲစာချုပ်သစ်ချုပ်ဆိုဖို့အသင့်ရှိနေတယ်လို့သိရှိရပါတယ်ခင်ဗျာ။